အားလုံးပဲမင်္ဂလာပါရှင်ခိုင်တို့ရဲ့ top ဆုံးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်ဒီကနေ့မှာဆိုရင်တော့တင်တို့မြင်ဘူးမှာမဟုတ်သေးတဲ့ဒရိတ်ဆန်တွေရဲ့ထူးခြားတဲ့အိတ်ဆက်ပုံတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကြောင်တွေခွေးတွေခိုးတွေမွေတွေအိတ်တောင်မြင်ဘူးကြပါသလားဒါတွေကပုံမှန်လုပ်နေကြအရေးမပါတဲ့အလုပ်တွေပါဒီကနေ့မှာဆိုရင်တော့တငယ်ချင်းတွေကိုအားအသင့်သွားစေမယ်ထူးခြားခြားဒရိတ်ဆန်တွေရဲ့အိတ်ပုံအိတ်နည်းတွေကိုခိုင်ကစူးစီးပေးထားတာဖြစ်တဲ့အတွက်ဖော်ပြပေးသွားပါမယ်နော်ပြီးတော့ပြန်ရင်းနဲ့မတ်တက်ကြီးအိတ်သွားတဲ့တတဝါလည်းပါသလိုခြေထောက်တစ်ချောင်းထောက်အိတ်တဲ့တတဝါလည်းပါကအိတ်နေရင်းနဲ့အယောင်ပြောင်းတတ်တဲ့တတဝါတွေထိဒီနေ့မှာခိုင်ကမျှဝေပေးသွားမှာဖြစ်တဲ့အတွက်အဆုံးထိနားဆင်ပေးကြပါအောင်ရှင်top ဆောင်ကို subscribe နဲ့ခေါင်းလောင်းလေးလည်းနှိပ်သွားပေးကြပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့စလိုက်ပါပြီကျမကတော့ခိုင်ပါရှင်ရေဘဝဲသိပ္ပံပညာရှင်အများစုဟာရေပွဲတွေအိမ်မက်မက်တယ်ဆိုတာတွေကိုမသိကြပါဘူးရေပွဲတွေအိတ်တဲ့အခါမှာခန္ဓာကိုယ်မှာအပြောင်းလဲတစ်ခုဖြစ်တတ်ပြီးတော့အရေးပြားရောင်ပြောင်းသွားတတ်ပါတယ်အယောင်ဆုံးအစားပြောက်တွေနဲ့အကွက်ပြောက်တွေပေါ်လာပြီးတော့တစ်ခုနဲ့တစ်ခုဖြည်းဖြည်းချင်းရွေးနေတတ်ပါတယ်။သူရဲ့ပုံစံကရေပွဲပေါ်မှာတစုံတစ်ယောက်က slide show ပြနေသလိုပါပဲ။ပုံမှန်ဆိုရင်တော့ရေပွဲတွေမှာအယောင်ပြောင်းတာမရှိပေမဲ့လည်းအိတ်နေတဲ့ချိန်မှာတော့အမှုပညာရတတွေကိုနားလေကျွမ်းကျင်သူတယောက်လိုမျိုးအယောင်တွေပြောင်းလဲတတ်ပါတယ်။ slide show ပုံစံအများစုဟာဆိုရင်တော့ရေပွဲရဲ့အိမ်မက်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲတတ်တာပါ။ဥပမာအားဖြင့်အနက်ရောင်ပြောင်းသွားခဲ့မယ်ဆိုရင်တော့အမဲလိုက်တဲ့နေရာမှာအောင်မြင်ခဲ့ပြီးအရသာရှိတဲ့ကဏ္ဍတွေကိုစားဖို့အတွက်အစင်သက်ဖြစ်နေတဲ့အစင်သက်ပြင်းနေတဲ့အိမ်မက်မက်နေခြင်းပဲဖြစ်ပါတယ်နော်ဂျိုးဂျာနီတွေမှာတခြားငှက်တွေနဲ့မတူတဲ့ပုံစံများစွာရှိကအစာပေါ်မူတည်ပြီးတော့အယောင်ပြောင်းလဲတတ်ကြပါတယ်။သူတို့နှုတ်သီးရဲ့အောက်ဖက်ပိုင်းဟာဆိုရင်တော့ထူကြပြီးခြေထောက်တစ်ဖက်ထဲနဲ့အချိန်တော်ကြာရက်တည်နေနိုင်ပါတယ်။သူတို့တွေကခြေထောက်တစ်ဖက်ထဲနဲ့မတက်ရက်ရုံနဲ့မကပါဘူး။အိပ်ပါအိတ်တက်ပါသေးတယ်။ဂျိုးဂျာနီပုံစံအတိုင်းလိုက်လုပ်ကြည့်ခဲ့မယ်ဆိုရင်တော့ဒီလိုမျိုးခြေထောက်တစ်ဖက်ထဲနဲ့အကြာကြီးရက်နေနိုင်မှုဆိုတာကမဖြစ်နိုင်ဘူးဆိုတာတွေကိုသင်နားလည်လာပါလိမ့်မယ်။သူတို့ဘလို့အိတ်လဲဆိုတာတွေကိုသင်တွေ့ပါလိမ့်မယ်။တခါတော့ကသိပ္ပံပညာရှင်တယောက်ကဂျိုးဂျာနီတွေဒီလိုရက်နေခြင်းကတာရဲကောင်ရန်ကနေထွက်ပြေးဖို့အတွက်ပြင်ဆင်နေတယ်လို့ယူဆခဲ့ပေမဲ့တကယ်တော့ဒီလိုရက်နေခြင်းကအပူကူးပြောင်းနိုင်စွမ်းတွေနဲ့ဆက်ဆက်နေတာကြောင့်ပဲဖြစ်ပါတဲ့ရှင်ဂျိုးဂျာနီတွေရဲ့ရှယ်လီယာပြောင်းဆဲနေတဲ့ခြေထောက်တွေကအေးခဲလာတဲ့အတွက်ငှက်မွေးတွေနဲ့အပူပေးကြတာဖြစ်ပါတယ်အေးခဲနေတဲ့လက်တွေကိုအင်ကြီးလက်ထဲဆွဲသွင်းသလိုပုံစံဖြစ်တာကြောင့်ဂျိုးဂျာတွေကမတမတာဖြစ်မှုကိုလုံးဝမခံစားရပါဘူးတဲ့ရှင်သူတို့ရဲ့ကြော်သားတွေကိုလည်းတေးသေးချာချာစီစဉ်ထားတဲ့အတွက်ခြေထောက်တစ်ချောင်းပေါ်မှာအကြာကြီးရက်နေနိုင်ခြင်းပဲဖြစ်ပါတယ်ရှင်ဈေးကွက်ပေါက်လေးများဈေးကွက်တွေဟာဆိုရင်တော့အလုံးငုံထိုးဆန်းတဲ့တတ္တဝါတွေဖြစ်ကြပါတယ်။အနေငယ်စိမ့်ပြီးတော့ချင်းချောင်းနေတဲ့ပုံစံဖြစ်နေပေမဲ့ရေးစရာကောင်းလာပါတယ်နော်။သူတို့ကတကယ်ကိုရေးစရာကောင်းလာပါတယ်ရှင်။တင်တို့အဖိုးရဲ့ခြေထောက်နဲ့အတွင်းကန်ပေါင်းမီလိုမျိုးဖြစ်နေတဲ့အောက်ပိုင်းတွေကိုသာကြည့်လိုက်ပါ။တေးသေးချာချာလေးကိုကြည့်လိုက်ပါနော်။ဒီတစ်ခုကလည်းတကယ်ကိုထိုးဆန်းတာမဟုတ်ဘဲနဲ့ဈေးကွက်ပေါက်လေးတွေကမှောက်ရဲ့အိတ်နေတာကလည်းအလုံးငုံနှစ်သက်ကြပါတယ်။ဘာကြောင့်ဒီလိုအိတ်တာလဲဆိုတာတွေကိုသိချာမသိပေမဲ့လို့တကယ်ကြီးဒီလိုအိတ်ပြပြီးတော့ပင်ပန်းနေတဲ့သူတွေအိတ်ရပေါ်လှည့်ချလိုက်တယ်လို့မျိုးအိတ်ကြတာပဲဖြစ်ပါတယ်။ဒါကဒီတကောင်ထဲမှာပဲဖြစ်တာမဟုတ်ဘဲနဲ့တခြားဈေးကွက်လေးတွေတစ်ပင်ပေါ်မှာမှောက်ရဲ့အိမ်ရင်နဲ့ပြုံးမကြအောင်လို့လက်သေးတွေနဲ့ကုတ်ဖယ်ထားတဲ့ဗီဒီယိုကိုလည်းကျမတို့တွေ့ရှိခဲ့တာဖြစ်ပါတယ်။တင်လေတစ်ပင်ပေါ်မှာကျလို့ဖတ်ပြီးအိပ်ဖူးရဲဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကို like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်။ဒါဆိုကျမတို့ဘလောက်များများဒီလိုအိပ်ကြလဲဆိုတာသိနိုင်မှာပေါ့နော်။ပင်လေဖြန်ဈေးကွက်ထဲချက်ဖို့ကောင်းတယ်ဆိုတာပင်လယ်ဖြန်တွေကိုတစ်စက်ကလေးတောင်မမိပါဘူးเนาะဒါကြောင့်ပင်လယ်ဖြန်တွေဘလောက်တောင်ချက်ဖို့ကောင်းလဲဆိုတာခိုင်တဲ့တူတူတစ်ချက်လောက်ဆက်ပြီးတော့ကြည့်ပေးပါအောင်ရှင်သူတို့ကတကယ်ကိုချက်စီယာကောင်းပြီးတော့ထူးခြားတဲ့အနေနဲ့အိတ်တက်ကြပါတယ်ပင်လယ်ဖြန်တွေမှာအထူးဆုံးအမွေးမြင့်နေရှင်နေပြီးရေထဲမှာမျောမသွားဘဲနဲ့တက်တောင့်တက်တာအိတ်နိုင်မှုအတွက်ကူညီပေးပါတယ်ပင်လယ်ဖြန်တွေကသူတို့ကိုသူတို့ရေကြီးတွေနဲ့ပတ်ပြီးတော့မိခိုအားထားရဖြစ်နေအသုံးပြုကြတာပါတခါတရံမှာပင်လယ်ဖြန်အုပ်စုတစ်ခုလုံးအတူတူအိတ်တက်ကြပါတယ်သူတို့ရဲ့ပုံစံကအမွေးထူကောင်လေးအုပ်စုလိုက်ရေထဲမှာတန်းစီနေတယ်လို့ပါပဲဒါတွေကတကယ်ကိုချက်ဖို့ကောင်းတာမဟုတ်ဘဲနဲ့တခါတရံမှာရေစီးချောင်းနဲ့ပါမသွားအောင်လို့အချင်းချင်းလက်တွဲထားတတ်ကြပါသေးတယ်တကယ်ကိုချက်စရာကောင်းလေးတွေပါပဲစစ်တဲမောငတ်လူတွေကတစုံတစ်ခုကိုရှင်းပြလို့မရတဲ့အခါစိတ်ကူးရင်အိမ်မက်အမတ်တယ်ဆိုပြီးတော့သုံးကြလေရှိပါတယ်ဒါကြောင့်စစ်တဲမောငတ်နဲ့ပင်လယ်စင်ယော်ရီလိုရဲ့ပတ်သက်ပြီးတော့ဒဏ္ဍာရီများစွာပေါ်ပေါက်လာခဲ့တာပေါ့နော်လူအများစုကဒီငှက်တွေဟာစားတာတောက်တာအိတ်တာနဲ့မျိုးပွားတာတွေကိုပြန်တိုင်းနဲ့ပြုတ်လောက်ကြရလို့ယုံကြည်ကြပါတယ်ဥဥဖို့တစ်ခုတည်းအတွက်သာမြေပြင်ပေါ်ကိုဆင်းသက်ကြပါတဲ့ဒါပေမဲ့လက်တွေ့မှာတော့အနေငယ်ကွဲပြားလို့နေပါတယ်စစ်တဲမောငှက်တွေဟာဆိုရင်တော့မြေပြင်ပေါ်ကိုလုံးဝပြုတ်မကြဘဲနဲ့ခရီးရှည်ကြီးသွားနိုင်ကြပါတယ်အဲ့ဒီစွမ်းရည်ကပင်လယ်ပြင်လိုနေရာမျိုးတွေမှာ
အကျယ်ကြီးတွေကိုဖျက်ဆီးတဲ့အခါမှာနားဖို့အခွင့်အရေးလည်းမရတာကြောင့်မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်ငှက်တရားရေမကူတတ်တဲ့အတွက်ရေပြင်ဘယ်နေရာမဆိုဆင်းလိုက်တာနဲ့သိမှာဖြစ်ပါတယ်သူတို့ကဒီလိုမျိုးကန့်သက်ချက်တွေကိုထိန်းချုပ်ပြီးလေထဲမှာနေနိုင်သလောက်အထိပြန်တန်းကြရတာပါဒါပေမဲ့ဒီအချက်တစ်ခုတည်းနဲ့စစ်တဲမောငှက်တွေလေထဲမှာအိတ်တယ်လို့သက်သေမပြနိုင်ပါဘူးနော်သူတို့မဲ့ဘူးဆိုတာတွေကိုဘယ်သူတွေများသိချသိနိုင်ပါလဲသိပ္ပံပညာရှင်တွေကငှက်တွေမှာအထူးအာရုံခံကိရိယာတွေတက်ပြီးတော့လှုပ်ပေးတတ်ကြပါတယ်ရလန်နေနဲ့ငှက်တွေပြန်တန်းရင်းနဲ့တကယ်ကိုအိတ်ကြရဲဆိုတာသိလာရပါတယ်များသောအားဖြင့်မှောင်လာတဲ့အခါ45မိနစ်တစ်ချိန်လိုမျိုး10စက္ကန့်လောက်ထိအိတ်တက်ကြပေမဲ့တေမာကိုစိတ်မပူပါနဲ့နော်ဒီငှက်တွေကကုန်းပေါ်မှာပဲတရက်ကို12နာရီလောက်ထိအိတ်ကြပါတယ်ရှင်ဝေလာကရေနေနိုးတိုင်းတတဝါတွေအိတ်ဆက်ခြင်းကအလုံးကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။အထူးသဖြင့်အေယာမဝေလာငါးကြီးတွေမှာအလုံးကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ဝေလာငါးတွေဘလို့အိတ်လဲဆိုတာတွေ့ဘူးပါသလား။သိပ္ပံပညာရှင်တွေကဒါနဲ့ပတ်သက်ပြီးသူတို့ရဲ့အုံနောက်တွေကိုတော်တော်လေးကိုအလုပ်ပေးခဲ့ကြတာပါ။အကြောင်းကတော့ဝေလာငါးတွေကရေမျက်နှာပြင်ပေါ်တက်ကပုံမှန်အသက်ရှူပေးရန်လိုအပ်တာကြောင့်ဝေလာငါးတွေမှာပုံးခုန်နိုင်တဲ့ကျွဲတွေမရှိတာကြောင့်အိတ်နေရင်သားကောင်ကအလွယ်တကူလေးစားခံရနိုင်တာကြောင့်ဖြစ်ပါတယ်။ဒီလိုမျိုးအချက်တွေကြောင့်ပဲသူဒေသနာပညာရှင်တွေကဝေလာငါးတွေလုံးဝမအိတ်တတ်ဘဲနဲ့လေအိတ်မယ်ဆိုရင်လည်းခဏလောက်ပဲအိတ်တယ်လို့အဲ့လိုလောက်ခဏလောက်ထင်မှတ်သွားကြပါတယ်။ဒါပေမဲ့မကြသေးခင်ကပဲမထင်မှတ်ထားတဲ့အဖြစ်တစ်ခုကိုရှာတွေ့ခဲ့ကြတာပေါ့နော်။အဲ့ဒါကတော့တချို့ရင်းနေတတ္တဝါတွေဟာအုံနောက်ကိုတစ်ချိန်လောက်အနာပေးရန်လိုအပ်တာပါ။ဒီလိုမျိုးအိတ်ရတာကအကောင်သေးတွေမှာလွယ်ကူပေမဲ့အကောင်ကြီးတွေမှာတော့ခက်ခဲတဲ့အတွက်ရေအောက်ကိုအပေါ်အောက်ဆိုင်လိုက်တာနဲ့အပြင်ကဘက်ကလှောက်စွာမှုတွေကိုလုံးဝပြန်တုံ့ပြန်လေးမရှိကြပါဘူး။အရေးပြားအောင်မှာအစီတွေများခြင်းကဝေလာငါးတွေကိုမလုံမရှာရက်နေစေနိုင်ပြီးအသက်ရှူအောင်ထားနိုင်စေတာပါ။ဝေလာငါးတွေက10မိနစ်15မိနစ်လောက်ထိနည်းနည်းချိုက်ချိုက်အိပ်ပျော်ချက်ကအဲ့ဒီနောက်ကျမှရေမျက်နှာပြင်ပေါ်ကိုအသက်ရှူဖို့တက်သွားကြပါရရှင်။အော်ရန်ဂူတန်မြောက်လူနဲ့တူတဲ့မြောက်တွေမှာတော်တော်များများလူနဲ့တူလေးရှိကြပါတယ်။သူတို့တွေကအမွှေးထုတ်ပြီးတော့ဆွဲဆောင်မှုမရှိဘဲနဲ့တအားကိုအော်တက်ပေးမယ်လေသူတို့နဲ့တူတဲ့လူတွေရှိရဲဆိုတာကျမတို့အားလုံးသိကြပါတယ်။မြောက်တွေအထူးသဖြင့်အော်ရန်ဂူတန်မြောက်တွေဟာတအားကိုလူသားဆန်တဲ့အနေနဲ့အိတ်တက်ကြတာပါ။အကြံပဒံတိုးတိုင်မသွားတတ်ပေမဲ့လေအသက်ကိုတော့တစ်ပင်တစ်ကိုင်းတွေနဲ့တေးသေးချာချာအတိုက်တွေကိုတော့ဂယုတဆိုင်ပြုတ်လုပ်တတ်ကြကအရွယ်တွေနဲ့ပါတက်တောင့်တက်တာရှိလာတဲ့မှုရလိုမျိုးပါပြုတ်လုပ်တတ်ကြပါသေးတယ်ရှင်တက်တောင့်တက်တာအနားယူနိုင်မဲ့မှုရလိုမျိုးပြုတ်လုပ်တတ်ကြတာပါအော်ရန်ဂူဂျန်တွေဟာဆိုရင်တော့အသက်6နှစ်ကစလို့အတိုက်စားဆောက်တက်ကကျွမ်းကျင်ဆောက်တတ်ဖို့အချိန်တော်တော်ကြာယူပြီးတော့သင်ကြားရပါတယ်တကောင်ကို3နှစ်ကနေ4နှစ်ထိ4ချိန်ယူရပြီးအချိန်တော်တော်များယူကြရတာပါတော်ရိုင်းတရိတ်ဆန်အများစုဟာဆိုရင်တော့အရာဝတ္ထုတွေကိုကိုယ်တိုင်မဖန်တီးတတ်တယ်လို့သိပ္ပံပညာရှင်တွေကလည်းအခုချိန်ထိမြောက်တွေပါကြောင့်မှုရလောက်ကြတယ်လေဆိုတာတွေကိုအငင်းပွားလျက်ရှိနေကြပါတယ်။တချို့တွေကမြောက်တွေသိပ္ပံပေါ်မှာအိမ်နေစေပြုံမကြအောင်လုပ်ကြတယ်လို့ပြောကြပေမဲ့လေတခြားသုတေသနပညာရှင်တွေကတော့စန့်ကျင်ဘက်တွေးထားကြတာပါ။သူတို့ကအော်ရန်ဂူတန်မြောက်တွေကိုသူတို့ရဲ့ဆန္ဒအတိုင်းရက်ချက်လို့ရက်ကြတာလို့ထင်နေကြပါတယ်ရှင်။တက်ကလအုပ်တက်ကလအုပ်တွေကမြေငန်းတက်ကလအုပ်စိတ်တို့ရောဆက်ထားလားဆိုပြီးတော့တင်တွေးဘူးပါသလားအလုံးကိုထိုးဆန်းပြီးဘဲတို့ဖြန်တူနဲ့လဲဆင်ပါတယ်နိုးတိုက်တတဝါတွေအားလုံးထဲမှာတက်ကလအုပ်ကအိတ်ချိန်အနည်းဆုံးတတဝါဖြစ်ပါတယ်တရက်ကို10မိနစ်ကနေ2နာရီလောက်ထိသာအိပ်ရပြီးကော်ဖီတောက်စရာလည်းမလိုအပ်ပါဘူးနော်တက်ကလအုပ်တွေကနေဘက်မှာပဲမတ်တက်ရက်အိတ်ကြပြီးတော့တခါတရက်မှာခေါင်းကိုတက်ကိုင်းနေကြမှာမှီပြီးတော့လည်းအိတ်တက်ကြပါတယ်ညဘက်မှာဆိုရင်တော့တခြားတတဝါတွေလိုလှည့်ပြီးတော့အိတ်တက်ပြီးမယ်ခေါင်းကိုတော့အောက်ခြေတောင်နာရောက်တဲ့အထိကွေးထားကြတာပါသူတို့တွေအိပ်ပျော်နေတာကမြန်ဆန်ပြီးတော့15စက္ကန့်ကနေစက္ကန့်20လောက်အတွင်းမှာတန်းပြီးတော့အိပ်ပျော်သွားတတ်ပါတယ်သူတို့ရဲ့လေပင်ကျိုးမသွားတာတကယ်ကိုအားသိစရာပါပဲတကလအုပ်လိုမျိုးပုံစံလိုက်လုပ်ကြည့်ဖို့တော့လုံးဝမတွေးလိုက်ပါနဲ့နော်သူဒေသနာပညာရှင်တွေကတရိတ်ဆန်တွေအိပ်ဆက်ခြင်းကိုအချိန်တော်ကြာတဲ့အထိမှတ်တမ်းမတင်နိုင်ခဲ့ပေမဲ့လေ1990ပြည့်နှစ်မှာတော့တကလအုပ်တကောင်အိမ်မက်မှတ်နေတာတွေကိုဓာတ်ပုံနဲ့တကွရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်ရှင်မြင်းသားရဲကောင်တွေကိုပြန်တိုက်ခိုက်နိုင်တဲ့တခြားတတ္တဝါတွေလိုပါပဲမြင်းတွေဟာလည်းမတ်တက်အိပ်ပျော်တတ်ကြပါတယ်။မြင်းတွေမှာဒူးကွေးစရာမလိုပဲပကတ်လိုမျိုးအိပ်ရလွယ်ကူစေတဲ့အရွက်တွေပါရှိတာပါ။အဲ့ဒါတွေကသူတို့ကိုတအားတတောင်းတတာရှိစေပြီးတကယ်ကိုမိုက်တဲ့အင်္ဂါစိတ်ပိုင်းတွေဖြစ်ပါတယ်။အမှန်တိုင်းပြောရမယ်ဆိုရင်တော့အနှဲငယ်မနာလို့ဖြစ်မိတာပေါ့နော်။ဒီလိုအရေးချင်းကဒေါ်ရဲဒရိတ်ဆန်လောကမှာသားရဲကောင်နဲ့တွေ့တဲ့အခါမှာထားရဖို့အတွက်အခက်တွေးစီမှာတော့မဟုတ်ဘဲနဲ့အလွယ်တကူထွက်ပြေးနိုင်စီမှာပဲဖြစ်ပါတယ်။ဒီကနေ့ခေတ်မြင်းတွေမှာတော့မတိစိတ်ကနေအန်ဒီရီကိုတုံ့ပြန်နိုင်တဲ့စွမ်းရည်တွေပါရှိလာပါပြီ။မြင်းတွေဟာဆိုရင်တော့စပါလိုမျိုးသွားတွေရှိတဲ့ကြားအစားမခံရဖို့အတွက်ထွက်ပေါက်ကိုအမြဲမျက်နှာမူပြီးတော့အိတ်လေးရှိကြပါတယ်။ဒါပေမဲ့မြင်းတွေကလုံးဝလှဲမအိတ်ဖို့အတွက်လိုအပ်တာတော့မဟုတ်ပါဘူးနော်။များသောအားဖြင့်သူတို့လှဲလိုက်တဲ့အခါနှင်းနှင်းချိုင်ချိုင်အနားယူရင်းနဲ့အိပ်ပျော်သွားတတ်ပါတယ်။ဒရိတ်ဆန်ကုဆရာဝန်အများစုကမြင်းတွေကမတ်တက်ရရင်နဲ့ရက်အနေငယ်ကြာအိပ်ပျော်တတ်ပြီးမဲ့လေပုံမှန်တိုင်း2နာရီ3နာရီလောက်တော့လှဲအိပ်ဖို့လိုတယ်လို့ပြောထားကြပါတယ်။တကယ်ကိုမနာလို့ဆရာကောင်းလာပါတယ်။တင်တာဒီလိုမျိုးအိပ်နိုင်နေဆိုရင်တော့အိမ်မလားနော်။
တရိတ်ဆန်တွေအိတ်တာကိုကြည်ပြီးပြီဆိုတော့အခုတခါသူတို့ရဲ့ဦးကောင်းလေးကိုကြည်လိုက်ကြတာပေါ့ရှင်တရိတ်ဆန်တွေကအိမ်မက်မက်နိုင်နေဆိုတာတွေကိုသင်ကြားဖို့ပါသလား Eric Stottel ဟာဆိုရင်တော့မြင်းစိတ်နဲ့ခွေးတွေဟာအိမ်မက်မက်နိုင်နေဆိုပြီးတော့ရေးသားခဲ့ပါတယ်သူဟာတကယ်ကိုယုံကြည်ရတဲ့သက်သေတွေနဲ့ပြသနိုင်ခဲ့တာပါဥမာအပြင်ခွေးတွေကအိမ်မက်ထဲမှာဟောင်းတတ်ပါတယ်တဲ့ဒါကြောင့်ညဘက်မှာသူတို့ဟောင်းတာကအိမ်မက်မက်နေတာဖြစ်ပါတယ်နော်ရှေးခေတ်ဒသနီကဗေဒပညာရှင်ရဲ့အဆိုကမှန်ပုံပါပဲလူတွေကတရိတ်ဆန်တွေနဲ့ဘယ်လိုစကားပြောရမလဲဆိုတာတွေကိုသိခဲ့ပြီးမြဲသိပ္ပံပညာတွေကိုတော့တော်တော်လေးတိုးတက်လာအောင်ပြုလုပ်ပြီးဖြစ်ပါတယ်ဒါကြောင့်အိမ်မက်တွေကိုမေကွန်မမေးပဲရှာဖွေအဖြေထုတ်နိုင်ပါပြီပထမနေ့ကတော့တရိတ်ဆန်တွေအိမ်နေခြင်းအစင်းစင်အတွင်းမှာသူတို့ရဲ့အပြုတ်မှုအမျိုးမျိုးကိုလေ့လာခြင်းဖြစ်နေပြီးနောက်တနေ့ကတော့အိပ်ပျော်နေရဲ့အုံနောက်ကိုခွဲခြားစိတ်ဖြာပြီးတော့လူသားတွေရဲ့အုံနောက်အလုံးလုံးပုံနဲ့နှိုင်းယှဉ်ကြည့်ခြင်းပဲဖြစ်ပါတယ်။အဲလိုမျိုးခွဲခြားစိတ်ဖြာကြည့်တဲ့သိပ္ပံပညာရှင်တွေကအလွန်ကုန်အံ့အားသင့်သွားခဲ့ကြတာပါ။အကြောင်းကတော့ခွေးနဲ့တခြားလားတူတတ္တဝါတွေကိုအိမ်မက်မက်နိုင်ုံသားမကကျွမ်းတဲ့ငှက်တွေပါအိမ်မက်မက်နိုင်တာတွေကိုတွေ့ရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဥမာအဖြစ်နေဘက်မှာဝင်ကဘာထဲမှာပြေးလာနေတဲ့ကြွဟာဆိုရင်တော့ဝင်ကဘာကိုပဲအိမ်မက်မက်တတ်ကြတာပါ။စာဝါငှက်တွေကတော့တချဲဆိုတဲ့အိမ်မက်ကိုမက်တတ်ကြပါတယ်။ဒါပေမဲ့တချို့မိကုန်းတွေတော့သိပ္ပံပညာရှင်တွေလည်းအပြေမပေးနိုင်သေးပါဘူးလေနော်။ဒရိတ်ဆန်တွေကသူတို့အိမ်ချိန်မှာမက်ခဲ့တာတွေကိုသတိရောရလာဆိုတာနဲ့အိမ်မက်တွေကိုသူတို့ဘယ်လိုမြင်လဲဆိုတဲ့မိကုန်းတွေစတာတွေပဲဖြစ်ပါတယ်။တင်ဒီမိကုန်းတွေကိုလိုက်ရှာရင်းနဲ့အဖြေတွေတွေးခဲ့မယ်ဆိုရင်ခိုင်ကိုပြန်လာပြောဖို့မမေ့လိုက်ပါနဲ့နော်။တင်ရဲ့အဖြေကိုအောက်ကကောမန့်လေးမှာပြောပြပေးသွားနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဘယ်ဒရိတ်ဆန်ကိုအံ့အားဆုံးလဲဆိုတာအောက်ကကောမန့်လေးမှာတခါလေးပြောပြပေးခဲ့ပါအောင်ရှင်။အများနဲ့ချက်ခဲ့ပေးလို့ကျေးဇူးပါပြန်လိုက်ပြီးတော့ဆုံးတွေ့ကြပါမယ်။ဘိုင်ဘိုင်